ကိုယ့်ရဲ့စိတ်ထဲကဒီအရာရဲ့ပေါ်မှာတန်ဖိုးထားလေလေဒီအရာပြက်တဲ့ချိန်မှာစိုးရင်ရလေလေငိုရလေလေပါပဲအဲ့တော့ကိုယ်စိတ်ထဲကဒီဘဝရဲ့ပေါ်မှာအတွေ့အကြုံတွေရဲ့ပေါ်မှာတန်ဖိုးထားမှုနည်းနည်းလာလေလေစိုးရင်မှုငိုကြွေးမှုနည်းနည်းသွားလေလေပဲလို့ဘုံဘုံကအဲ့လိုတွေးမိတယ်အဲ့တော့ဘုံဘုံတို့မှာတန်ဖိုးထားတဲ့အရာတွေကတော့ရှိနေသေးပဲတချို့အရာတွေကိုလည်းတိတ်ပြီးတော့တန်ဖိုးမထားတော့တာလည်းရှိပါတယ်ငိုတော့ကတန်ဖိုးထားခဲ့ရတဲ့အရာတွေကိုတိတ်တန်ဖိုးမထားတော့ဘူးရတယ်မင်းမရှိလည်းဖြစ်တယ်အဲ့ဒါမရှိလည်းရတယ်ဟောအဲ့ဒါမျိုးတွေကြတော့သူတို့ပြက်ချင်တော့ပြက်အေးစေးသေးပဲဘာမှမဖြစ်တော့ဒါပေမဲ့ကျွတ်တို့တန်ဖိုးထားစေအရာတွေကလည်းရှိနေသေးတယ်အထူးသဖြင့်ဘယ်အရာပေါ်မှာတန်ဖိုးထားနေတာတော့ကိုဘဝပေါ်မှာတန်ဖိုးထားတယ်ကိုဘဝပြီးလို့ရှိရင်ဒီထဲမှာမိဘတွေပဲများပါလိမ့်မယ်ကိုဘဝပြီးရင်တန်ဖိုးထားအောင်အရာတွေကတော့သာသမီတွေဖြစ်မှာပေါ့နော်ဟုတ်လားအဲ့ဒီကိုတန်ဖိုးထားရတဲ့အရာတွေရဲ့အပေါ်မှာတန်ဖိုးထားမှုနက်နက်ရှိုင်းရှိလေလေအဲ့ဒီအရာပျက်စီးတော့မဲ့အချိန်အဲ့ဒီအရာပျက်စီးသွားတဲ့အချိန်မှာစိုးရိမ်မှုငိုကြွေးမှုဖြစ်ရလေလေပဲအဲ့တော့တကယ်ဘုန်းဘုန်းတို့တန်ဖိုးထားနေတယ်ဆိုတာတွေဟာသူတို့ကိုယ်၌ကတကယ်တန်ဖိုးရှိနေတာတော့မဟုတ်ဘူးဘုန်းတို့စိတ်ကလှည့်စားနေတာပေါ့နော်တန်ဖိုးရှိတယ်လို့ထင်နေတာတန်ဖိုးရှိတယ်လို့ထင်တော့တန်ဖိုးထားတာပေါ့တန်ဖိုးထားတော့မျက်နှိုးတွေ့တာဆွဲလန်းသိမ့်ပိုက်ကိုယ်နဲ့တသားတဲ့ထားကိုယ်ဘဝနဲ့တသားတဲ့တော့ထားတသားတဲ့သိမ့်ထားဘုံကတော့အများကြီးတွေးပြစ်တယ်အခုကိုချစ်တယ်ဆိုတဲ့လူတွေကိုကချစ်ရတယ်ဆိုတဲ့လူတွေအဲ့ဒီလူတွေတစ်ခုခုဖြစ်ပြီဆိုကိုကတုံလှုပ်ဘာလို့တုံလှုပ်တာတော့ကိုယ်နဲ့တသားတဲ့ထားပြစ်တာကိုအတ္တကြီးကိုပို့ပြီးတော့ကြီးအောင်ချဲ့လိုက်တာအစတော့ငါဆိုတာဒါတစ်ခုပဲနောက်တော့ငါ့ကိုချစ်တယ်ဆိုတဲ့လူငါချစ်ရတယ်ဆိုတဲ့လူလည်းငါတဲ့ထည့်ပြီးတော့ငါကြီးအကြီးဖြစ်လာဘုံကတော့အဲ့လိုပဲခံစားရတယ်ဟုတ်လားအဲ့ဒါငါထိခိုက်ပြီးငါပျက်စီးပြီးဆိုတော့အဲ့ဒါငါစိုးရင်တော့ငါငိုတော့ပေါ့ဒီသဘောသွားတာနော်ဒါကြောင့်ဘုံတို့တွေဟာတန်ဖိုးတကယ်မရှိတဲ့အရာတွေကိုတန်ဖိုးမရှိဘူးလို့နားလည်ဖို့လိုတယ်မြတ်စွာဘုရားတော့တုံညလောကဆိုတာဘာတန်ဖိုးမှမရှိဘူးတုံညလို့ပြောတယ်နော်ကျတို့မြင်သလားမြင်မှုအဲ့ဒီတုံညကိုမြင်အောင်ကြည်တာလို့လည်းဆိုနိုင်တယ်တတိပဋ္ဌာန်တရားပွားတာဟုတ်တယ်ဖြစ်ပြီးရင်မရှိတော့ဖြစ်ပြီးရင်မရှိတော့တကယ်လို့သာတုံညကိုမြင်မယ်ဆိုရင်အဲ့ဒီတုံညတွေပြတ်သွားလို့ကျတို့ဘာထိခိုက်ချက်ရှိတယ်ဒါပေမဲ့ကျတို့ကတုံညလို့မမြင်ဘူးနော်တခါလေကိုတိမ့်တန်းကြေးချီပြီးတော့ကိုတန်တယ်ထင်းနေတာဟုတ်တယ်မဟုတ်လားတခါလေအနန္တလို့တောင်ပြောနေတာပြောတယ်နော်အဲ့လိုထင်လေအဲ့ဒါပျက်စီးတော့မယ်ဆိုတဲ့အခါမျိုးမှာအဲ့ဒီပျက်စီးသွားပြီဆိုတဲ့အခါမျိုးမှာကျွတ်တို့စိုးရင်ရပြီငိုရပြီဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အသိဉာဏ်မြင်ရမယ်နော်တုံညကိုပို့ပြီးတော့မြင်အောင်ကြိုးစားရမယ်တန်ဖိုးမဲ့တယ်ဆိုတာကိုပို့ပြီးတော့နားလည်အောင်လုပ်ရမယ်